ငငယ်ကလေးကအမ်မာကိုသူ့မိကဗရာဝစ်ခိုင်းခဲ့တယ်ဗရာကျိုးတွေကိုတောင်ဖျောင်းနဲ့ကတ်ခဲ့တယ်နှစ်တွေတလျှောက်သူ့မိကအမ်မာကိုထိန်းချုပ်ဖို့အတက်နိုင်ဆုံးစူးစမ်းခဲ့တယ်အမ်မာကိုနေတိုင်းအဝေးကနေမှန်ပြောင်းနေတောင်ကြည့်ခဲ့တယ်ဒီနေ့မှာဗရာကအရန်ကြက်လွန်းလို့အမ်မာအသက်ရှူတောင်မဝဘူးအတန်းဖော်တယောက်ကသူ့ကိုတနာပြီးနည်းနည်းဖြေလျှော့ပေးခဲ့ပေမဲ့ဒီမြင်ကွင်းကိုသူ့မိကမြင်နေတော့ပဲသူမဒေါသထွက်ပြီးလူအများရှေ့မှာအမ်မာကိုပါရိုက်ပြီးအမ်မာရဲ့ခံစားချက်တွေကိုလစ်လူရှုကအိမ်ပြန်ဆွရခေါ်သွားတယ်အမ်မာကပိုပြင်းထန်တဲ့အပြစ်ပေးမှုတွေစောင့်ကြုံနေတယ်လို့ထင်ခဲ့ပေမဲ့သူ့အမေကရုတ်တရက်နူးညံ့တဲ့အကြည့်နဲ့ကြည်လာပြီးသူ့လို့သမျှဟာအမ်မာရဲ့အကျိုးအတွက်ပဲလို့အထက်ထက်လေးပေးပြောခဲ့တယ်ရေချိုးပြီးတဲ့နောက်သူ့အမေကအမ်မာကိုဗီတာမင်ဆေးပြားနှစ်ပြားပေးခဲ့တယ်ဒါပေမဲ့အမ်မာက18နှစ်ကြာကတ်ထားတဲ့တစိမ့်အောက်မှာတစိမ့်တစ်ခုထပ်ပါနေတာကိုမတော်တဆတွေ့ရှိခဲ့တယ်အဲ့ဒီအချိန်ကျမှသူ့အမေပေးနေတာကဗီတာမင်တွေမဟုတ်ဘူးသူ့ရဲ့ဂီတအတန်ကိုလူယူသွားမဲ့အရာတစ်ခုဖြစ်မှန်းသဘောပေါက်သွားတယ်အမေရဲ့အကြည့်အောက်မှာအမ်မာကဆေးပြားတွေကိုမျိုးချခြင်းအောင်ဆောင်လိုက်တယ်ပြီးတော့စာသင်ခန်းသွားဖို့အကြောင်းပြချက်ရှာပြီးအိမ်ကထွက်သွားပြီးပါဇက်ထဲမှာဝတ်ထားတဲ့ဆေးပြားတွေကိုထွေးထုတ်ကခြေရာခန္ဓာတွေကိုလွှင့်ပစ်လိုက်တယ်ဒါပေမဲ့အမေကသူမကိုတိတ်တိတ်လေးစောင့်ကြည့်နေတော့ပဲခင်းချုံမှုကနေလုံးဝလွတ်မြောက်ဖို့အတွက်အမ်မာကတွန်းဆုတ်ခြင်းမရှိပဲဒစိမ့်တစ်ယောက်ရဲ့ကားစီကိုပြေးသွားပြီးကားပေါ်တက်လိုက်တယ်သူမကိုယ်တိုင်လက်နဲ့တင်းကျပ်တဲ့ခပတ်ကိုချွတ်လိုက်တယ်အဲ့ဒီညမှာအမ်မာကအမေကိုပထမဆုံးအကြိမ်ဆန့်ကျင်ပြီးစစ်မှန်တဲ့လွတ်လပ်မှုကိုပထမဆုံးအကြိမ်ခံစားလိုက်ရတယ်ဒါပေမဲ့အဲ့ဒီလူကအမ်မာကိုစိတ်ဝင်စားနေတယ်လို့မှားယွင်းစွာထင်ပြီးသူမရဲ့ဆက်သွယ်ရန်အချက်လက်တွေကိုတောင်းဖို့ကန့်လန့်လိုက်တယ်အမ်မာကသူတို့ဘယ်တော့မှပြန်မစုံတော့ဘူးလို့တင်းငိမ့်စွာပြောလိုက်တယ်သူမရှိကလူကမြို့ထဲမှာအာနာအရှိဆုံးဂိုင်းကောင်းဆောင်ဖြစ်မှန်းသူမမသိခဲ့ဘူးအိမ်ပြန်ရောက်တာနဲ့အမေကအမ်မာကိုစစ်ဆေးဖို့ဆေးရုံကိုအမြန်ခေါ်သွားတယ်အဲ့ဒီအခါမှသာအမ်မာကသူ့အမေကသူ့ကိုလုံးဝမချစ်ဘူးဆိုတာသဘောပေါက်သွားတယ်စစ်ဆေးပြီးတဲ့နောက်အမေကဒေါသထွက်ပြီးအမ်မာကိုအိမ်ပြန်ခေါ်သွားပြီးသင်ခန်းစာပေးဖို့ပြင်ဆင်လိုက်တယ်ဒီတခါတော့အမ်မာကအလျှော့မပေးခဲ့ပါဘူးသူမအမေရဲ့ထိန်းချုပ်မှုကနေလွတ်မြောက်ခြင်းပေမဲ့အဲ့ဒီအချိန်မှာပဲသူမရဲ့အမေကနိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်စာကိုထုတ်ယူပြီးသူမရှိမှအပိုင်းဆုတ်ခဲလိုက်ပါတယ်သူမကအမ်မာကိုတစ်သက်လုံးဘယ်တော့မှသူမကိုထားမသွားရဘူးလို့ချင်းချောက်ခဲ့ပါတယ်အမ်မာစိတ်ပြက်နေချိန်မှာပဲအမျိုးသားကရုတ်တရက်သူမရဲ့တကားဝါကိုရက်ရောတဲ့စိတ်ဆက်ကြောင်လန့်မှုလက်ဆောင်တွေနဲ့ရောက်လာပြီးအမ်မာကိုလူအများရှေ့မှာလက်ထပ်ခွင့်တောင်းခဲ့ပါတယ်